ပိုင်ဆိုင်ရမှာအချင်းမဟုတ်ဘူးဆိုတဲ့စကားကဆုံးရှုံးလိုက်ရတဲ့သူတွေတက်ပြင်းချရင်ကိုနှစ်သိမ့်တတ်တဲ့နာကျင်စရာစကားတစ်ခုမှမင်းပတ်သက်ရင်ကိုဟာအဝေးရငွေကြီးခွင့်လေးတော့မရှိတော့တဲ့ဒီဇိုင်းတစ်ယောက်ဖြစ်သွားခဲ့ပြီပဲပိုင်ဆိုင်ရမှာအချင်းမဟုတ်ဘူးဆိုတဲ့စကားနဲ့ကိုနှလုံးသားကိုချင်းချင်းရိုက်ချိုးပြီးမှမင်းဖြစ်ရတဲ့အခမ်းအနားစီကိုရှောင်လန်းလာခဲ့ရတာမင်းတို့မြောက်လက်စွပ်ချင်းလဲပြီးဂရိသစ္စာပြုချိန်မှာမျက်ဝန်းတွေကမျက်ရည်တွေစီးချမလာအောင်တိတ်တိတ်လေးရင်ထဲမှာခိုးငုံနေခဲ့တာအထူးရဲ့တဲ့လို့ရေးထားတဲ့ဖိတ်စာလေးကိုချစ်ပါအောင်စုပ်ပြီးအဝေးဆုံးကနေပဲတရားတွေကိုမျိုးသိရင်မင်းရဲ့အခမ်းအနားမှာမင်းရဲ့ပျော်ရွှင်မှုအတွက်ကိုလက်ခုပ်တီးပြပါမယ်ချေအောင်တဲ့ချစ်တဲ့စီဆောင်ပြီးမမင်းတို့မမေရီနေပေးတာမိတ်ဆက်ပေးလိုက်ပါဘာတော့မင်းရဲ့မိတ်ဆွေပါ